အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ hobbyist camera ရှိတဲ့ပစ္စည်းတွေကနေပြီးတော့ trading card game လေးတွေကိုကျွန်တော်ညပြချင်ပါတယ်ကျွန်တော်ဆိုင်မှာဆိုလို့ရှိရင် board game ရှိတယ် trading card game တွေရှိတယ် video game တွေရှိတယ် figure လေးရှိတယ်ဒီထဲမှာ trading card game ၃မျိုးပေါ့နော်ကျွန်တော်ဒီမှာရှိတဲ့ trading card game ၃မျိုးကျွန်တော်အနေနဲ့ပြချင်ပါတယ်အဲ့တော့အဲ့ဒီမျိုးကဘာလဲဆိုတော့ပထမတစ်ခုကတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော် Magic the Gathering ပါ Magic ကတော့ကျွန်တော်တို့ကမ္ဘာပေါ်မှာဆိုလို့ရှိရင်လက်ရှိလူကြိုက်အများဆုံးနဲ့လူကစားတဲ့အများဆုံး training card game ဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီလောကနာပေါ့နော်လောကနာကတော့လက်ရှိကမ္ဘာမှာလူကြိုက်အများဆုံး training card game ကိုကြည့်မယ်ဆိုလို့ရှိရင်နံပါတ်5 6နေရာတော့မှာရှိတဲ့ game ကိုကျွန်တော်ပြောရပါတယ်နောက်တစ်ခုကတော့ဒါ Flash and Blood ပါ Flash and Blood ကတော့နံပါတ်1က20ဆိုလို့ရှိရင်သူကနံပါတ်10 17နေရာတော့မှာရှိနေပါတယ်အဲ့တော့ training card game ရဲ့သဘောတဘာဝအရာဆိုလို့ရှိရင်တော့တူရာတွေလည်းရှိတယ်မတူရာတွေလည်းရှိတယ်ဒါဘာလို့ဖြစ်ဖြစ်သူ trading card game မှာဆိုလို့ရှိရင်သူကကတ်တွေကိုတုံးပြီးတော့မှကျွန်တော်တို့ကစားရတယ်ပြီးလို့ရှိရင်ကြောင်းကြောင်းရှင်းပြရဲဆိုတာလေးရှိတယ်ပေါ့နော်အဲ့တော့ဒါတွေကတော့ကျွန်တော်တို့ trading card game မှာဆိုသူတို့ခေါ်ရတဲ့ဒီ booster box တွေပေါ့ကျွန်တော် booster pack ဆိုတဲ့ဒီလိုမျိုးဒီ pack ကလေးတွေပါတယ်အိတ်ထရာလေးတွေမှာပါတယ်ဒီ box ထဲမှာဆိုလို့ရှိရင်ဟိုမှာ magic မှာဆိုလို့ရှိရင်30ပါတယ်တပူးမှာဆိုလို့ရှိရင်လောကမှာဆို24ခုပါတယ်ဒီ fashion ဘက်မှာဆိုရင်လည်း24ခုပါတယ်ပေါ့နော်ဒီလိုမျိုး pack လေးတွေပါတာပေါ့တပူးစီမှာဆိုလို့ရှိရင်အဲ့တော့ဒါဆိုရင်တော့ဒါမကြစ်မှာပါတဲ့ပက်ကိုကျွန်တော်နမူနာပြထားတာပါပက်တစ်ခုမှာဆိုလို့ရှိရင်14ကပ်ပါတယ်ဆိုသူပြောထားတာရှိပါတယ်လောကနာမှာဆိုလို့ရှိရင်ဒါလောကနာပက်မှာဆိုလို့ရှိရင်12ကပ်ပါတယ်လို့ပြောထားတာရှိပါတယ်နောက် fashion မှာဆိုလို့ရှိရင်သူကစုစုပေါင်း15ကပ်ပါပါတယ် fashion တစ်ခုမှာဆိုလို့ရှိရင်အဲ့တော့တစ်ခုကျတော့သူကဟို game ဖွဲ့စည်းထားပုံလည်းမတူဘူးကစားတဲ့ပုံစံလည်းမတူဘူးပြီးတော့မှပါတဲ့ကက်ရကြလည်းမတူဘူးပေါ့နော်ပတ်တည်ထဲမှာဆိုလို့ရှိရင်ဒါပေမဲ့ဘာဖြစ်ဖြစ်training game ဖြစ်တဲ့ကြောင့်မလို့သူတူတဲ့အချက်လေးရောရှိနေတယ်ကစားရဲ့ပုံစံလေးစင်တာလေးရောရှိတယ်ပေါ့နော်ကျွန်တော်ဒီမှာတော့ဒါတွေရှင်းပြဖို့တော့မရှိဘူးပေါ့ဒါကတော့ကျွန်တော်တို့ဒါမကြစ်မှာဆိုလို့ရှိရင်ဒီလိုမျိုးကတ်တွေပါတယ်မကြစ်မှာဆိုလို့ရှိရင်တို့ဒီမှာမကြစ်ရဲ့ဒီလိုကာလာပေါ့နော်ဒီသူ့ရဲ့ resource တွေကဒီလိုကာလာရင်းနဲ့တွားတယ်အဲ့ဒါကြီးကိုထုတ်တယ်ပြီးမှဟိုတုံးပြီးတော့မှကစားရတယ်ပေါ့မကြစ်ကတော့ဖက်ဂျမမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်မြားကြီးရွှေရောင်အဝိုင်းလေးတွေကိုတော့အိမ်လို့ခေါ်တာပေါ့နော်မှင်လေးတွေပေါ့အဲ့မှင်လေးတွေကိုတုံးပြီးတော့မှဒီအကောင့်တွေကိုထုတ်ပြီးတော့မှကျွန်တော်ပြန်ဆိုင်ရတဲ့ဟာလေးရှိပါတယ်ဖက်ဂျမလည်းကျတော့သူကဘာလဲဆိုတော့ဒီက hero ပေါ့ဒီလိုမျိုး hero တွေကိုတုံးပြီးတော့မှ hero တွေမှာလက်နက်တွေပါတုံးတယ်ပြီးလို့ရှိရင်သူလိုအပ်တဲ့ဒီ resource တွေကိုအသုံးချပြီးတော့မှကတ်တွေကိုထုတ်ပြီးတော့ကစားရမျိုးလေးရှိပါတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဒီ train ကတ်ကြီးအကုန်လုံးဒီတစ်ခုနဲ့တစ်ခုမတူဘူးဆိုပေမဲ့တချို့ချင်းသဘောကျလေးတွေတော့တူပါတယ်ကျွန်တော်တို့ hobbyist camera ဆိုလို့ရှိရင်လည်းဒီလို train card game တော့ဒီ၃မျိုးရှိတယ်၃မျိုးလုံးကသူ့အရင်သူစိတ်ဝင်စားဖို့ကောင်းတယ်ပြီးမှဟိုဘယ်လိုကစားမယ်ဆိုရဲညီတွေကျွန်တော်တို့လာပြီးတင်လို့ရတယ်ပေါ့နော်တကယ်လို့ဒီထဲကဘာပဲဖြစ်ဖြစ်ကျွန်တော်စိတ်ဝင်စားတဲ့ဟာတွေရှိလို့ရှိရင်ကျွန်တော်တို့ဆိုင်မှာလာပြီးတော့လေ့လာလို့ရတယ်လာကစားလို့ရတယ်လာတင်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်